Voice of Football Facebook နဲ့ YouTube Channel ရနေပြီးတော့ပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ရဲ့အပတ်စဉ်သုံးသက်ချက်တွေတင်ဆက်ပေးနေတဲ့ Premier League သုံးသက်ချက်စီစဉ်ရနေပြီးတော့ပြန်လည်ကြိုဆိုပါရစေခင်ဗျာဒီနေ့သုံးသက်ချက်စီစဉ်မှာတော့ကျွန်တော်နဲ့အတူကိုချင်းကြီးက Spa နဲ့ Man City တို့ရဲ့ပွဲစဉ်ကိုအဓိကထားပြီးတော့သုံးသက်ပေးသွားမှာဖြစ်ပါတယ်မင်္ဂလာပါကိုချင်းကြီးမင်္ဂလာပါကိုဆိုကြီးကဲ Premier League ကတော့ပြီးခဲ့တဲ့ဘက်ကတော်တော်လေးကိုပြောင်းဆန်သွားခဲ့တဲ့ရက်သက်တစ်ပတ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဦးဆောင်သူ Arsenal ကအိမ်ကွင်းမှာ Man United ကိုရှုံးတယ် Man City ကဘူရာဟန်နကိုနိုင်ပြီးတော့ဒါနှစ်သင်းကြားမှာရမှတ်၄မှတ်ပဲကွာတယ်အဲ့ထဲမှာတော့ဒါကိုတို့ဘီလာကိုထပ်မပြောသေးဘူးဘီလာကိုတိုင်ကကျန်တဲ့အသင်းကြီးတွေပွဲချက်နေကြမှာသူကပွဲချောင်နေတယ်ဒီဘက်မှာဆိုလဲဘီလာအိမ်ကွင်းမှာ Frankfurt နဲ့ကစားမယ်ဆိုတော့ Title Race က3သင်းပြန်ဖြစ်လာတဲ့အနေထားအဲ့တော့ဒီနှစ်သင်းကလည်းထူးခြားကြပဲပထမအကြော့တွေ့ဆုံထားတာမှာတော့ Man City ကိုပထမဆုံးရှုံးပွဲကြုံတွေ့စေခဲ့တဲ့အသင်းက Spa ဖြစ်ခဲ့ပြီးတော့ Etihad မှာ 2-0 နဲ့နိုင်ထားတယ်အဲ့တော့ဒီအချိန်တွေကိုဒါ Man City အနေနဲ့အိမ်ကွင်းမှာပြန်လည်ပြီးတော့လက်စားချေဖို့လိုတယ်ပြီးတော့ Arsenal အသင်းရဲ့လောလောဆယ်ခြေစွမ်းမအရာရုန်းကန်နေရတဲ့အနေအထားကိုနောက်ကနေဖိအားပေးပြီးတော့ကြော်တက်ဖို့ဆိုရင်ဒီလိုပွဲမျိုးမှာနိုင်ပွဲပြန်ရှာဖို့လိုတယ်အဲ့တော့ဒီနှစ်သင်းနဲ့ပတ်သက်ပြီးတော့ကိုချစ်ကြီးရဲ့အမြင်လေးစပြီးပြောပြပါအောင်ဟုတ်ကဲ့ပါအဲ့တော့တေချာလာတော့ဒီမှာကျွန်တော်ဒီပွဲနဲ့ပတ်သက်ပြီးတော့မြင်တဲ့အမြင်ကကျွန်တော်ထင်တာပြောတာဗောလေနှစ်မျိုးဖြစ်ကြလိမ့်မယ်မှတ်ပေးစရာရဲ့ရက်တီမှုကြီးอ่ะဆိုကြည့်မယ်ဆိုရင် Man City နဲ့ Spa ရဲ့ level ချင်းခြေစွမ်းချင်းရက်တီမှုချင်းကအများကြီးကွာတယ် Man City ကအဆင့်2မှာရှိနေတယ် Spa အဆင့်14မှာရှိနေတယ်တရားဒီလုံးမှာ6ဝဲတောင်ရှုံးထားတယ်နီးပြ Thomas Frank ကိုဘန်လီနဲ့တေကြတဲ့ပွဲပြီးမှာ Spa ပရိသတ်တွေက Thomas Frank ကိုထုတ်ပေးဖို့ကိုတရားဝင်တောင်းဆိုနေကြပြီဆိုတော့နီးပြရဲ့ထိုင်ကုန်တွေကလည်းလှုပ်နေတယ်အဲ့တော့ဒီအချိန်တွေကဒါမှန်တယ်တစ်ဖက်မှာကြတော့လေ Man City နဲ့တွေ့တိုင်း Spa ဒီဒုက္ခပေးတဲ့အသင်း Guardiola လက်ထက်မှာတိတိကျကျပြောမယ်ဆိုရင် Man City ရှုံးပွဲအများဆုံးကြုံခဲ့တဲ့အသင်းက Spa ကို10ပွဲ Liverpool ကို10ပွဲ United ကို10ပွဲ Liverpool တို့ United တို့ဒီMan City ကို United က Man City ရဲ့မြို့ကန်ပြိုင်ပဲ Liverpool ကလည်း Klopp နဲ့ Guardiola နဲ့အမြဲတမ်းပခုံးချင်းရှိတယ် Premier League ဖလားကိုယူခဲ့တာသူတို့မှာအကြောင်းရင်းတွေရှိလို့ဒါ Man City ကကစားခက်ခဲ့တာ Spa ဘာအကြောင်းမှမရှိဘဲနဲ့ Man City ရဲ့ level နားကိုလည်းမရောက်ခဲ့ဘဲနဲ့ဘယ်တော့မှလည်းအဲ့နားမရောက်ခဲ့ဘဲနဲ့နောက်ပိုင်းနေ့တွေဆိုကစားမကောင်းတွေဆုံးရှုံးနေ Harry Kane လိုကစားမတွေဆုံးရှုံးနေကစားမကောင်းတွေအများကြီးဆုံးရှုံးနေနီးပြတွေပြောင်းလဲကြရမှာဒါပေမဲ့ဘယ်နီးပြပဲရောက်ဘလို့ချိန်နေပဲနေသူကသူမနစ်ကဆိုအဆင့်18နဲ့ယာတီသိန်းနဲ့ယာတီမှာတော့မှ Man City ကိုအဝေးကွင်းမှာ 4-0 နဲ့တက်ပြီးတော့ဂိုးပြက်ခြေပြက်ကိုတက်နိုင်တဲ့ပွဲမျိုးပြောချင်တာ Spa Man City နဲ့တွေ့ရင်နောက်ထပ်အသင်းလိုဖြစ်သွားတယ်ဘာတွေဘလို့လောက်ရမယ်ဆိုတော့ကောင်းကောင်းသိနေတယ် Man City ကကြတော့ Spa နဲ့တွေ့တိုင်းမှာသူတို့မှာ trauma တွေရှိနေတယ်သူမကစားတတ်ဘူးပြန်အဲ့လိုဖြစ်နေတာပေါ့နော်Man City ကစားမဲ့ပုံစံ Man City ကြောက်တဲ့ပုံစံ Spa အမြဲတမ်းကစားပြတတ်လေးရှိတယ်ရင်တော့အဲ့ quick counter transition တွေကို Man City ဘလို့မှမထိနိုင်ဘူးဒါပေမဲ့ဒီပွဲမှာတော့ Spa အဲ့လိုထပ်လုပ်ပြနိုင်မှာမလားကန်ဒီကန်မှာတော့ကျွန်တော်ပြောလို့မရဘာလို့လဲဆိုတော့ Spa မှာဒဏ်ရာပြဿနာအများများနေတယ်တိုက်စစ်ပိုင်းမှာဆို Richarlison ဒဏ်ရာရနေတယ် Kudus ဒဏ်ရာရနေတယ် Kulusevski ကတရားစီလုံးလို့ဒဏ်ရာရနေတယ် Madison မပါနိုင်သေးဘူး Quinlan Bandanka တို့ Bedford တို့ဒဏ်ရာရနေတယ်ခံစစ်က Van de Ven မပါနိုင်ဘူးဆိုတော့ Spa မှာတိုက်စစ်ရော Quinlan ရောခံစစ်ကိုဘတ်ပေါင်းစုံဒဏ်ရာရနေတဲ့ခြေနေကဒီပွဲမှာ Spa ပထမချိုးရလို့အရင်ဒုက္ခပေးနေကြလို့လုံနိုင်ပါမလားနည်းနည်းတော့စိတ်ပူစရာရှိတယ်တေချာပြောမယ်ဆိုတော့ဒီပွဲက Man City တို့လွယ်မအောင်နဲ့ခတ်မပွဲလို့ပဲကျွန်တော်တို့ကောင်းစင်တက်ချက်မှန်ပါတယ် Spa ကဘယ်လိုအခြေအနေမှာမဆို Man City နဲ့တွေ့ပိုကောင်းလာတတ်တယ်ဆိုတာကိုအကြိမ်ကြိမ်သက်သေပြပြီးသားပြီးတော့သူတို့ရဲ့အသင်းသမိုင်းကိုကြည့်မယ်ဆိုရင်ဒါ Man City ကိုအိမ်ကွင်းနှစ်ကြော့စလုံးအနိုင်ရတာ9ချိန်ထိရှိထားပြီးတော့ Chelsea က Man City ကိုအဲ့လိုအိမ်ကွင်းအနိုင်ရတာ10ချိန်ပြီးရင်ဒုတိယအများဆုံးပြီးတော့ Pep Guardiola အတွက်လည်း Man City ကMan City နီးပြဘဝမှာ Spa ကရင်ဆိုင်ရအခက်ဆုံးထဲမှာပါတယ် Pep Guardiola အနေနဲ့10ပွဲထိ Spa ကိုတောင်ရှုံးပြီးတော့သူရဲ့နီးပြဘဝမှာလိပြိုင်ပွဲတွေမှာရှုံးပွဲအများဆုံးပြိုင်ဘက်ဖြစ်နေတယ်ပေါ့နော်အဲ့တော့ Spa ကလက်ရှိခြေစွမ်းရကြည့်ရင်သူက character 2မျိုးမြင်ရတယ် Champions League မှာကျတော့တော်တော်ကိုကောင်းတယ် Champions League မှာဒီဟာဒီ10ပွဲကစားပြီးမှတပွဲပဲရှုံးခဲ့တယ်9ပွဲနိုင်2ပွဲတည်ရမှ18မှတ်နဲ့ဒီထိတ်ဆုံး8တင်းထဲမှာအဆင့်4နေရာနေပြီးတော့နောက်တစ်ဆင့်ကိုတက်သွားခဲ့တာ play-off ကစားစရာမလိုဘူးနောက်ဆုံးကစားတဲ့ Champions League 2ပွဲဆုံးတဲ့ဂျာမန်ကလပ်တွေဖြစ်တဲ့ Dortmund ကိုလည်း2-0နဲ့နိုင်တယ်နောက်ဆုံးပွဲမှာလည်း Frankfurt ကို2-0နဲ့နိုင်ပြီးတော့နောက်ဆုံးပြိုင်ပွဲဆုံး10ပွဲမှာအနိုင်ရခဲ့တဲ့2ပွဲရလဲအဲ့2ပွဲပဲနိုင်တာကျန်တဲ့ပွဲတွေမှာလုံးဝပြိုင်ပွဲဆုံးမှာမနိုင်ခဲ့ဘူး Premier League မှာဆိုနောက်ဆုံး9ပွဲစတိုက်မနိုင်ထားဘူး3ပွဲတည်2ပွဲရှုံးပြီးတော့ဒါနောက်ဆုံး200တီထဲမှာအဲ့လိုမျိုး9ပွဲစက်မနိုင်တာ4ချိန်မြောက်ဆိုတော့တော်တော်ကို Spa ရဲ့ဒီ Premier League ခြေနေကတော်တော်ဆိုးတယ်မနစ်ကလည်းသူတို့ရဲ့အသင်းသမိုင်းမှာအဆိုးဆုံးရက်တည်မှုနဲ့ကန်ကောင်းထောင်းမစွာ Europa League တက်ရပြီးတော့ Champions League ဝင်ခွင့်ရတယ်ဒီနေ့မှာကျ Champions League မှာထင်ထားတာပို့ပြီးလုပ်ပြနေတယ်ဆိုတော့တော်တော်လေး Spa ရဲ့ခြေစွမ်းကအမှန်ဆခက်တယ်ဒါ2020-23 2012-13ကနေ2023-24ဘောလုံးရာသီအတွင်း12ရာသီအတွင်းမှာအဲ့လို9ချိန်နဲ့ထက်ရှုံးခဲ့တာက4ချိန်ပဲရှိခဲ့တဲ့အနေအထားကနေဒီ2ရာသီအတွင်းမှာအဲ့လိုဖြစ်နေရဆိုတော့တော်တော်လေးကိုရင်းရိုင်နေတဲ့အနေအထားဒဏ်ရာပြဿနာတွေလည်းအများများတယ်နောက်ဆုံးဘန်လီနဲ့ပွဲမှာလည်းတူတူတည်ကြပြီးတော့
နောက်ခံလူတွေရဲ့ဒီနောက်ကျကိုတွေနဲ့ပြန်လာနိုင်ခဲ့တာဆိုတော့ Spa အသင်းရဲ့လက်ရှိအခြေအနေ Thomas Frank ရဲ့အသင်းပေါ်မှာကိုချင်းကြီးရဲ့အမြင်လေးပေါ့ဒီအခြေအနေကအသင်းပေါ်မှာဘယ်လောက်ထိရိုက်ခတ်မှုရှိမလဲပြီးတော့ Premier League နဲ့ Champions League ကြားမှာသူတို့ရဲ့မတူညီတဲ့ခြေစွမ်းပေါ်မှာလည်းသုံးသပ်ပေးပါဦးဟုတ်ကဲ့ပါအဲ့တော့ဒါကတော့ရှင်းပါတယ်ဒါ Premier League မှာရက်လက်တွေစိုးဖို့ဥတီပြီးကန်ခဲ့ရတော့မဟုတ်ဘူးဒါပေမဲ့ရက်လက်တွေမကောင်းရက်လက်တွေစိုးတယ် Premier League မှာမျော်လင့်ခွင့်ကအရန်နေပါလာတဲ့အချိန်မှာ Premier League ကလည်းအရန်ခက်ခဲလာတယ်အသင်းကောင်းတွေလည်းအရန်များလာတဲ့အချိန်မှာ Premier League မှာတခုခုရောဘဝင်ခွင့်တွေရဖို့မျော်လင့်ခွင့်တွေနေလာတဲ့အချိန်မှာ Champions League ကိုသူတို့အပြည့်အဝအာရုံစိုက်ထားပုံရတယ် Champions League မှာကိုစိုးပြောလို့ပဲ German club တွေကိုနိုင်တယ်10ပွဲမှာတပွဲပဲရှုံးတယ်Barcelona တွေ Real Madrid တွေ PSG တွေ Chelsea တွေ Man City တွေအဲ့လိုအသင်းတွေကိုကြော်ပြီးတော့အဆင့်၄နေရာမှာရပ်တည်နိုင်တယ်ဆိုတော့တော်တော်ဂုဏ်ယူဖို့လည်းကောင်းပါတယ်အဲ့တော့ Spa ရဲ့ဒီယာဒီတခုတည်းတော့သွားမဝေးရတော့ကျွန်တော်ရှင်းတယ် Premier League မှာကသူတို့တမ်းမစိမ့်ရရင်ပြီးရောဥရောပဝင်ခွင့်ရဖို့ဆိုတာလည်းတိတ်ပြီးတော့မလွယ်လှဘူးဒါပေမဲ့အခြေအနေပေးရင်တော့လည်းလုံမှာပါလေအဲ့တော့ဥရောပပြိုင်ပွဲဒီ Champions League ဘက်ကိုပဲသူတို့အားစိုက်ပြီးတော့ကစားသွားလိမ့်မယ်လို့ထင်တယ်ကျွန်တော်ထင်တာပေါ့လေလက်ရှိဒဏ်ပြဿနာတွေရှောင်းလဲသူတို့မှာ2သင်းစာလောက်ကအမှန်တိုင်းဆိုရင်ကစားမအင်အားကြီးရဆိုရင်2သင်းခွဲကန်လို့ရတဲ့အခြေအနေမျိုးဒါပေမဲ့ဒဏ်ပြဿနာတွေ9ယောက်10ယောက်လောက်ဖြစ်နေဆိုတဲ့အခြေအနေကရွေးချယ်စရာ Thomas Frank မှာလည်းတော်လေးကစားမနေတယ်ပေါ့နော်ဒါဆိုလန်ကီတို့အခုဒဏ်ရာကနေပြန်တက်တာလာပြီးတော့ကဲလာကကို January transfer window မှာအားဖြည့်ထားရရှိတယ်ဆိုတော့ဘာဖြစ်ဖြစ်အတိုင်းတာလေးတစ်ခုတော့သူ့မှာနည်းနည်းလေးတော့ရွေးချယ်စရာ option လေးတော့ပိုများလာတာပေါ့လေအဲ့တော့လက်ရှိအချိန်နေ Spa ကိုကျွန်တော်စိတ်ပူတာကဒီဟာဒီမှာ Spa ရဲ့အိမ်ကွင်းဖောင်ကတော်တော်ဆူဆူဗျအိမ်ကွင်း17ပွဲကစားတယ် Premier League မှာ2ပွဲပဲနိုင်တယ်ရမှတ်6မှတ်ပဲရတယ် Wolverhampton ပြီးရင် Premier League မှာအိမ်ကွင်းရမှတ်အနည်းဆုံးဆိုတာဘလို့မှယုံနိုင်စရာမရှိဘူးလက်ခံနိုင်စရာလည်းမရှိဘူးဒီအချိန်တွေကတော့ Thomas Frank ရဲ့နီးပြအနာဂတ်ကိုအဓိကချိန်ချောက်နေအဲ့ပြဿနာပဲတရားစီလုံးအိမ်ကွင်း17ပွဲမှာ6ပွဲတောင်ရှုံးနေဆိုတော့ Spa လိုအသင်းမျိုးကမနေ့က Europa League Champion ရထားတယ် Champion League မှာ top အဆင့်4ရပြီးတော့နောက်တစ်ဆင့်ကို Play-off ကို Round of 16ကိုလွယ်လွယ်ကူကူတက်ထားတယ်ဆိုတော့ဒီလိုအသင်းမျိုးကတရားစီလုံးအိမ်ကွင်းမှာ2ပွဲပဲနိုင်တယ်6ပွဲပဲရှုံး6ပွဲတောင်ရှုံးထားတယ်ဆိုတဲ့ချိန်တွေကဘလို့မှလက်ခံနိုင်စရာမရှိဘူးရာသီဖွင့်ဘန်လီကို3-0နိုင်တဲ့ပွဲရဲ့ဒီဇင်ဘာလတော့ Brentford ကို2-0နိုင်တဲ့ပွဲရဲ့2ပွဲပဲဒီရာသီနိုင်ထားတယ်ဆိုတော့ဘလို့မှဒါ Spa အနေနဲ့ဒီအိမ်ဝင်းရလက်တွေကပြဿနာရှိရလို့ထင်တယ်တရားစီလုံးမှာ28မှတ်ယူထားတယ်အိမ်ဝင်းမှာ6မှတ်ပဲရတယ်တရားစီလုံးရမှတ်တွေရဲ့3ပုံ1ပုံပဲအိမ်ဝင်းမှာရပြီးတော့2ပုံကအဝေးကွင်းတွေမှာယူထားဆိုတော့အဝေးကွင်းတွေသွားကောင်းနေပြီးတော့အိမ်ဝင်းမှာမကောင်းတာကပုံမှန်မဟုတ်ဘူးအဲ့တော့ Thomas Frank ဒါကိုမဖြေရှင်းနိုင်ဘူးကျွန်တော်ယာတီကုံထီတောင်ခံမမလားလို့တော့ကျွန်တော်တို့စိတ်ပူမိတယ်အဲတေးကြတာတော့ဒီအိမ်ဝင်းတွေမှာအသင်းကြီးတွေနဲ့တွေ့အသင်းငယ်တွေနဲ့တွေ့ရက်လက်မကောင်းတဲ့ပြဿနာကိုဖြေရှင်းရလိမ့်မယ်ပြီးတော့အသင်းကြီးတွေနဲ့တွေ့ရင်လည်းဒီယာတီမှာကျွန်တော်သိပ်ပြီးတော့ရက်လက်ကောင်းတာလည်းမမြင်ထားပါဘူးဒါ Villa ကိုလည်းရှုံးထားတယ် Chelsea ကိုလည်းရှုံးထားတယ် Liverpool လည်းရှုံးထားတယ်အသင်းကြီးတွေနဲ့တွေ့တာမှာ Spa ဒီယာတီအိမ်ဝင်းမှာအမှတ်ရခဲ့တာဆိုလို့ United နဲ့ပဲ2-2နဲ့ဒါ1-0ရှုံးနေရနေနှလုံးပြန်သွင်းနေ2-1ပြီးတော့နောက်2-2ပြန်ဖြစ်တယ်ဆိုတော့အဲ့တမှတ်ပဲရထားတာဆိုတော့ Spa အဲ့အိမ်ဝင်းရှာလက်တွေခြေစွမ်းတွေကိုတော့ Thomas Frank အမြန်ဆုံးပြင်ဆင်နိုင်ဖို့လိုမယ်ထင်တယ်မှန်ပါတယ်ဒါ Champions League မှာကစားတယ်လို့ဒါဒီ League ဒီ Premier League မှာကစားနိုင်ဒီတင်ကလောလောဆယ်မှာ United တို့ Chelsea တို့ Liverpool နဲ့အပြိုင်ဒီ Top 4ကိုစိန်ခေါ်နေရမယ်အသင်းဒါပေမဲ့ Premier League မှာကျတော်တော်လေးကိုအခြေအနေဆိုးတယ်ပိုပြီးဆိုးတာကိုကြည့်ထောက်ပြခဲ့တဲ့ချက်ပဲ Thomas Frank လောက်အောင်မှာအင်ကွင်းနောက်ဆုံး22ပွဲမှာ4ပွဲပဲနိုင်ခဲ့တယ်ဘလို့မှလက်ခံနိုင်စရာမရှိဘူးအဲ့ဒါကသူအရင်အသင်းဟောင်း Brentford မှာရောလက်ရှိဒီအသင်းမှာရောဒီကင်တွယ်တဲ့ကာလာအတွင်းမှာ4ပွဲပဲနိုင်ခဲ့တယ်ဆိုတော့တော်တော်ဆိုးတယ်ဒီအားဒီပါဆိုရင်ကိုကြည့်ပြောသလိုပဲ2ပွဲပဲနိုင်တယ်ဒါ3ဘက်ဒီ6ပွဲရှုံးပြီးတော့သူအသင်းဟောင်းငါကစားတဲ့ပွဲတွေမှာလည်းအဲ့လိုပေါ့နော်ရက်လက်တွေကမကောင်းခဲ့ဘူးနောက်ဆုံး22ပွဲမှာ4ပွဲပဲနိုင်တယ်6ပွဲဒီ12ပွဲထိရှုံးခဲ့ပြီးတော့တော်တော်အိမ်ကွင်းရက်လက်တွေညံ့ဖြစ်နေတာ Thomas Frank အနေနဲ့အဆိုးဆုံးချက်ပဲနောက်တစ်ချက်က200အတွင်းမှာရမှတ်66မှတ်ပဲယူနိုင်ခဲ့တယ်သူထက်အမှတ်မြဲနေတာဆိုလို့တန်းစစ်စုံမှာရုန်းကန်နေရတဲ့ Wolverhampton နဲ့ Watson 2သင်းပဲရှိတယ် Wolverhampton ကရမှတ်90ပဲရတယ် Watson က63မှတ်ပဲရပြီးတော့ရှုံးပွဲအနေနဲ့ကြည့်မယ်ဆိုလဲဒီနောက်ဆုံး200အတွင်းမှာရှုံးပွဲ32ပွဲဆိုတော့ဒါဘယ်လိုမှ Premier League ရဲ့ဒီ big six လို့ပြောလို့မထိုက်တန်တဲ့ရလက်တွေပေါ့နော်သူ့ထက်ပိုရှုံးတာလဲ Wolverhampton တသိန်းပဲရှိ Wolverhampton 200တိတွင်းမှာ38ပွဲရှုံးခဲ့ဆိုတော့ဒီချိန်နဲ့ဆိုရင်တော့ Man City ကိုဘယ်လိုမှရှင်ကစားနိုင်မှာမဟုတ်ဒါပေမဲ့ Man City နဲ့တွေ့ရင် Spa ကမထင်ထားလောက်အောင်တုံ့ပြန်ပုံတွေကောင်းတတ်တယ် Man City ရဲ့အကြောက်ဆုံးပြိုင်ဘက်ကလက်ရှိ Premier League ကိုကြည့်မယ်ဆိုရင် Spa နဲ့ Liverpool လို့ပြောလို့ရတယ် Guardiola လက်ထက်တစ်လျှောက်ပေါ့နော်အဲ့လိုအမျိုးထပ်ပြီးတော့လုပ်ပြနိုင်မလားဆိုတာကြည့်ရမယ် Man City ကတော့ပြီးခဲ့တဲ့အပတ်က Wolverhampton ကိုအနိုင်ရပြီးတော့နိုင်ပွဲပြန်ရှာနိုင်ခဲ့တယ် Champions League အဆုံးဖြတ်ပွဲစဉ်မှာလည်း Galatasaray ကို2-0နဲ့အနိုင်ရပြီးတော့အဆင့်8နေရာနေ Play-off ကစားစရာမလိုဘဲနဲ့နောက်တစ်ဆင့်ကိုတက်သွားခဲ့ပြီပြီးတော့ Arsenal က3ပွဲစတိုက်ချစ်ချော်ချိန်မှာသူ့အနေနဲ့ဒီ Champions League ဆက်လက်မျှော်လင့်ခွင့်က4မှတ်အကွာနေထားဆိုတော့သူတို့ရဲ့အဆင့်လာတွေတဘာတွေကစားသမားစုဖွဲ့မှုတွေ Guardiola ရဲ့အကြီးသွေးနေဆိုရင်ဒီ4မှတ်ကဘာမှပြောပါလောက်တဲ့အရာမဟုတ်ဘူးဆိုတော့ဒီချက်ကသူတို့အတွက်ဒီရာသီကုန်မှာတွန်းအားတစ်ခုဖြစ်လာမလားဘာဖြစ်လို့လဲဆိုတော့ Man City ကိုပြောလိုက်တိုင်း Man City ရဲ့ပန်းဝင်တွေကအရန်ကိုခန်းနာလွန်ခဲ့တာပေါ့နော်လီဗာပူးလည်းအကျဉ်းချင်းကြာရှုံးခဲ့ဘူးတယ်အာဆင်နယ်လည်းအကျဉ်းချင်းကြာရှုံးခဲ့ဘူးတယ်ဒီဟာဒီသူကိုယ်တိုင်မှာ၄ပွဲဆက်
နိုင်ပွဲပြောက်တဲ့အခြေအနေထိဖြစ်ခဲ့ပြီးအာဆင်နယ်ကိုအခွင့်အရေးတွေနှစ်ကြိမ်လောက်ဇက်တိုက်ပေးလိုက်တာလီဗာပူးနဲ့ကန်ခွင့်ရတဲ့ပွဲတို့ Forest နဲ့ကန်ခွင့်ရတဲ့ပွဲတို့မှာအဲ့ပွဲတွေမှာအာဆင်နယ်နိုင်ခဲ့ပဲဆိုရင်အမှတ်ကကိုမကနေ12မှတ်လောက်ထိပြတ်သွားနိုင်တဲ့အနေအထားမျိုးအာဆင်နယ်ကမယူနိုင်ခဲ့တဲ့အပြင်ပြီးခဲ့တဲ့ပါအိမ်ကွင်းမှာ United ကိုရှုံးလိုက်တယ်ဆိုတော့အခွင့်အရေးကသူ့ဘက်ကိုပြန်ရောက်လာပြီဆိုတော့အဲ့တော့လက်ကျန်ရာသီမှာဒီအားကဘယ်လောက်ထိတာပါမလဲဆိုတာကိုကျွန်တော်ကြည့်ချင်တယ်အဲ့တော့ဒီပိုင်းနဲ့ပတ်သက်ပြီးကိုကြည့်ချင်တဲ့အမြင်လေးလက်ရှိ Man City ရဲ့အနေအထားပေါ်မှာရောပြီးတော့ Guardiola ရဲ့ဒီလိုပန်းဝင်နေမှာအရန်ကောင်းတဲ့ပုံစံတွေပြတတ်တဲ့မှတ်တမ်းတွေရအောင်ကိုရှိဘယ်လောက်ထိမျှော်လင့်ထားလဲဒီမှာလည်းသုံးသပ်ပေးပါဦးဟုတ်ကဲ့ပါအဲ့တော့ Man City ကသူတို့အကောင်းဆုံးယာတီမဟုတ်ခဲ့တဲ့ယာတီလို့ပဲပြောရမှာပေါ့နော်ဒီယာတီကသူတို့ရဲ့ဒါပြန်လဲတီဆောက်နေစေဒါ revolution လုပ်တဲ့ယာတီမှာအဲ့တော့သူတို့မှာခြေချော်မှုတွေရှိတယ်လိုအပ်နေရရှိတယ်ပြင်ဆင်ရမယ့်ဟာတွေရှိတယ်အဲ့လိုယာတီမှာတော့မှသူတို့ရဲ့အိမ်မက်တွေရီမန်းချက်တွေဘယ်လောက်ကြီးလဲဆိုတော့ January transfer window မှာ Semenyo လိုကစားမခေါ်ထားတယ် Guehi လိုကစားမကိုခေါ်ပြီးတော့သူတို့သင်ကချန်ပီယံဆုအတွက်အမြဲတမ်း ready ဖြစ်ဖို့ပြင်ဆင်နေဆိုတဲ့အကြောင်းကိုပြန်မဲ့တွေကိုဒါ statement ပဲဗျကျွန်တော်ပြောတာ Guehi တို့ Semenyo တို့ခေါ်လိုက်တာကာလာဒိုအတွက်မဟုတ်ဘူးရေရှည်လည်းဖြစ်မယ်ကာလာဒိုလည်းဖြစ်မယ်ဘလို့အချိန်မျိုးမှာဖြစ်ငါတို့ကချန်ပီယံဆုအတွက်မင်းတို့ဖိအားပေးမှာပဲဆိုတာပြန်မဲ့တွေကိုဒီလိုတတိယလှန်အောင်အဲ့ statement မျိုးကလိုတယ်အဲ့ဒါ Man City ရဲ့တကယ်ကိုသွားကျင်တယ် Man City ရဲ့ power ဘာလို့ဒီဘက်နောက်ပိုင်းမှာကြီးထွားလာလဲဒါတွေကြောင့်ပဲ Man City ကဘယ်လိုအချိန်မှလက်လျှော့သွားဖို့မရှိဘူးနောက်ဆုံးအချိန်ထိငါတို့ ready ဖြစ်အောင်ပြင်ဆင်ထားမယ်အဲ့ဒါပြိုင်မဲ့အတွက်အကြောက်တရား fear factor ကိုပေါ်လာစေတယ်ပေါ့နော်လက်ရှိအချိန်တွေရပြန်ပြောမယ်ဆိုရင်တော့ Man City ကိုယ်တိုင်လည်းပြဿနာတွေရှိတယ်ဒဏ်ပြဿနာတွေ Vario နဲ့ Ruben Dias ရဲ့ဒဏ်ရသွားတဲ့နောက်ပိုင်းမှာတော်တော်လေးကိုခံနေကြောင်းမှာရှိဖြစ်သွားတယ်အဲ့တော့ Marceline လိုကစားမတွေ Kusano လိုတွဲတဲ့အချိန်မှာအဆင်မပြေဘူး United နဲ့ပွဲမှာဆိုတော့အားလုံးမြင်တဲ့အတိုင်းပဲအလဲလဲအကွဲကွဲ Man City မဆန်တော့ဘူးအဲ့တော့ဒီခံစစ်ကို Guehi ရောက်လာတာဘယ်လောက်ထိတောင်းတင်းသွားလဲဆိုတော့အရန်ကောင်းသွားတယ် Van Dijk ကိုလီဗာပူးမှာမြင်နေရတဲ့ပုံစံမျိုးဒါပေမဲ့ကျွန်တော်တပွဲပဲမြင်ရသေးတယ်ဟူဗာတန်နဲ့ပွဲဖြစ်နေတယ်ဟူဗာတန်ဒီအောက်ဆုံးရောက်နေတဲ့အသင်းဖြစ်တဲ့ကြောင့် Man City ကိုတုံ့ပြန်နိုင်တာအရန်အားနေတဲ့အတွက်ကြောင့်ပြေးသွားတော့ Guehi Man City ရဲ့ခြေစွမ်းကိုတော့ Guehi နဲ့ Man City ကိုတော့ကျွန်တော်အခက်ခက်ခွင့်တော့ပြရဒါပေမဲ့အဲ့ပွဲမှာကစားသွားတဲ့သူ့ရဲ့ long pass တွေတိုက်စစ်ကိုခံစစ်ကလည်းဒါရိုက်စတင်ပေးနိုင်တာတွေနဲ့တော်တော်လေးကို Guehi Man City အတွက်အကျိုးရှိတဲ့ခေါ်ယူမှုဖြစ်လာနိုင်တယ်စီမန်ညိုကလည်းဒါရောက်လာတဲ့ရဆိုရင်တောက်လျှောက်ခြေစွမ်းနေပြနေတယ်ကစားထားတဲ့၄ပွဲမှာ၃ပွဲကိုသွင်းထားတယ်အသင်းဟောင်းမှာစပါနဲ့လက်နောက်ဆုံးပွဲဘုံပေါင်းနဲ့ကစားတဲ့ပွဲမှာကိုသွင်းထားတယ်၃ပွဲမှာ၄ပွဲကိုသွင်းထားတယ်ဆိုတော့စီမန်ညိုကလည်းတော်တော်လေးကိုဖောင်ကောင်းပြီးတော့ယုံကြည်မှုရနေတယ်ပြဿနာကဟာလန်နဲ့ဖိုဒန်ပဲနောက်ပိုင်း Man City ရုံးကန်နေရတယ်ဒီ3-4ပွဲလောက်စတိုက် Man City ကြောင်ပြောက်ပြီးတော့ရက်လက်တွေစိုးသွားတဲ့အချိန်မှာလဲဟာလန်နဲ့ဖိုဒန်တို့ကောင်းကောင်းအလုပ်မလုပ်နိုင်တော့တာပဲဟာလန်ရောဖိုဒန်ရောတပြိုင်တည်းပျောက်ထွက်သွားတာဟာလန်ဆိုရင်ပရီးမီးယားနောက်ဆုံးပြိုင်ပွဲဆုံး6ပွဲမှာတကိုးပဲရတယ်အဲ့ဒီတကိုးကလည်း Brighton နဲ့ပွဲမှာ penalty ကနေသွင်းတဲ့ဂိုးဒါပေမဲ့ Champions League ပွဲမှာတော့အဲ့ဒီဟာကိုခြေဖြတ်နိုင်တယ်9ပွဲဆက်ဂိုးပေါက်ပြောင်းမှုတွေ6ပွဲမှာ penalty ကနေတကိုးပဲရတယ်ဆိုတဲ့ချိန်တွေကိုခြေဖြတ်ပြီးတော့ဒါလာစာရီကိုသွင်းတာဒါဆိုရင်ပွဲမှာတော့ဂိုးတကိုးပြန်ရပြီးယုံကြည်မှုတစ်ခုကိုပြန်တိဆောက်သွားတယ် Foden ဆိုပြိုင်ပွဲဆုံး17ပွဲရှိပြီကျွန်တော်ဒီဇင်ဘာလ Palace Square မှာ 3-0 နိုင်တဲ့ပွဲနောက်ပိုင်းမှာတွေက Foden ကဂိုးသွင်းဂိုးရောဂိုးဖန်တီးပြီးတော့ဘာမှမလုပ်နိုင်ပဲနဲ့ရာသီစလိုပဲimpact တွေအရန်နေတဲ့ Foden ပြန်ဖြစ်သွားဆိုတော့အဲ့ဒါတွေက Man City ကိုအားနေသွားစေတယ်နောက်ဆုံးဒီ4-5ပွဲလောက်မှာပြောမယ်ဆိုရင် Man City ရဲ့တိုက်စစ်က4-5ခုလောက်ပဲတွင်းထားနိုင်တယ်ဆိုတော့တပွဲတကူနှုံးလောက်ပဲရထားတယ်ဆန်လန်ဆိုမသွင်းနိုင်ဘူး Brighton တကူ Chelsea ကိုတကူ United ကိုမသွင်းနိုင်ဘူးနောက်ဆုံး Wolverhampton နဲ့ပွဲမှာတော့ပထမပိုင်းမှာ2ဂိုးပဲရတယ်အဲ့2ဂိုးနဲ့ပြီးနောက်ပိုင်းမှာဂိုးသွင်းအားတွေရော့နေလာတာကတော့တိုက်စစ်ပိုင်းမှာနည်းနည်းလေးတော့ပြဿနာရှိတယ်ဒါပေမဲ့တစ်ခုကောင်းတယ် Champions League ပွဲမှာအဓိကကစားသမားတွေ Rodri ပွဲပယ်ကြောင့်အနားရထားတယ် Semenyo အနားပေးထားတယ်ဒါကစားသမားတွေတော်တော်များအနားရထားတယ်ဗောနော် Foden တို့လည်းအနားရထားတယ် Doku နာသွားလို့ဒါဝင်ကစားတာ Rider တို့အနားရထားဆိုတော့ကစားသမားတချို့တော့ကွင်းလယ်မှာဒါအနားရထားတာမျိုးရှိတယ် Guehi တို့လည်းအနားရထားတယ်ဆိုတော့အရင်တော့ပွဲပန်းတဲ့ပြဿနာတော့မကြုံဘူးအဲ့တော့ Man City မှာတော့ဒီ Foden တို့ Haaland တို့သာပြန်အလုပ်လုပ်လာပြီဆိုရင်တော့ Man City ကအရင် Man City level ကိုပြန်ရောက်ဖို့မခက်ဘူးဒီ Foden တို့ Haaland တို့ပေါ်မှာ Man City တိုက်စစ်ကတော့အများကြီးမိခိုနေရမှာတင်တယ်လက်ရှိချိန်မှာတော့ Semenyo တို့ Chucky တို့အသင်းရဲ့တိုက်စစ်ကိုကြားကန်ပေးထားတယ် Chucky ဆိုဒီယာဒီ Man City အကောင်းဆုံးကစားမလုံးဝမထင်ထားဘူးအခုမှရောက်လာတဲ့ကစားမလို့တော့မထင်ရဘူးအခုမှယာဒီဝက်လောက်ကြော်လေးပဲရှိသေးတယ်သူ့ရဲ့ impact တွေကကြောက်ဖို့တော့ကောင်းတယ် De Bruyne ရဲ့ quality ကို Foden ဖြည့်မယ်ထင်တာ Chucky ကတကယ် De Bruyne quality ကိုဖြည့်ပေးနေတဲ့ကစားသမားဖြစ်နေတယ်ဥသို့ပြိုင်ပွဲစုံမှာ28ပွဲကစားထားတယ်သွင်းဂိုး8ဂိုးဂိုးဖန်တီးမှု10ချိန်နဲ့18ဂိုးယူပေးထားနိုင်တယ်ဆိုတော့ Chucky ရဲ့ touch တွေ Chucky ရဲ့ဖန်တီးမှုတွေ Chucky ရဲ့သွင်းဂိုးတွေက Man City ရဲ့အသက်သွေးကြောဖြစ်လာတယ်ဆိုတော့တကယ်ကြောက်ဖို့ကောင်းတယ်ဗျ Chucky ရဲ့ပြီးတော့ Premier League ရဲ့ stat တွေကိုကျွန်တော်ပြန်ကြည့်လိုက်တော့ big chance create မှာသူ့ထက်ပိုများတာ Bruno တယောက်ပဲရှိတယ်15ချိန်သူက big chance create 14ချိန်တောင်လုပ်ထားနိုင်တယ်အဲ့ထဲမှာတော့မှပြန်ပြီး compare လုပ်ရင် Bruno ဒီ chance create မှာအချိန်60ကျော်လုပ်ထားပြီးတော့မှအဲ့ထဲက big chance 15ချိန်ပြောချင်တာ 4 ပုံတပုံလောက်နော် create ရဲ့4ပုံတပုံလောက်ကပဲ big chance ဖြစ်တာ Chucky ကကြတော့ chance create 33ချိန်နေရမှာ14ချိန်က big chance ဆိုတော့ Chucky ခြေတွေကနေပြီးတော့ဘောလုံးထွက်သွားတိုင်းက big chance ဖြစ်လာဖို့များတယ်ဆိုတော့ဒါ Man City နဲ့ Chucky ကအနာဂတ်မှာပိုကြောက်စရာကောင်းမယ်လို့ကျွန်တော်တို့ခန်းစားမိပါ
မှန်ပါတယ်ပြီးခဲ့တဲ့နောက်ဆုံးဂလာတာဆရီနဲ့ပွဲမှာဆိုလဲအသင်းအတွက်ကိုတကူသွင်းခဲ့တယ်ဆိုတော့ချာကီတို့ဖိုဒန်တို့ဟာလန်တို့လိုတိုက်စစ်ကစားသမားတွေအလုပ်ဖြစ်ရင်တော့မန်စီးတီးကနိုင်ပွဲရဖို့မခက်ဘူးနော်အဲ့ထက်မှာတော့ဖိုဒန်ကပျောက်နေတာကြာပြီဖိုဒန်ရဲ့အကောင်းဆုံးခြေစွမ်းကိုမရသေးဘူးပြီးတော့လက်ရှိဒီပရီးမီးယားလိရဲ့ထိပ်တန်းကိုသွင်းခြင်းစင်းကိုကြည့်မယ်ဆိုဟာလန်ကဒါသွင်းကို20နဲ့ထိပ်ဆုံးမှာဦးဆောင်နေတယ်သူတို့အသစ်ခေါ်လိုက်တဲ့ဒါစီမန်ညိုဆိုရင်သွင်းကို17ဂိုးတောင်သွင်းထားတာဒါအသင်းဟောင်းမှာ10ဂိုးသွင်းခဲ့တယ်ဒီအသင်းနဲ့အတူဒါပထမဆုံးပရီးမီးယားလိမှာလည်းဂိုးသွင်းပြီး17ဂိုးသွင်းထားပြီးထိပ်ဆုံး3ယောက်လောက်စီလိုက်သူတို့မှာအဓိကတိုက်စစ်မှု2ယောက်လောက်ပါနေတယ်ပြီးတော့ပိုပြီးစိတ်ဝင်စားစရာကောင်းတာကကိုချင်းနေရှိမှပြောခဲ့ပါတယ်စီမန်ညိုကသူ့ရဲ့နောက်ဆုံးပွဲမှာဘုံမောက်ကိုနှုတ်ဆက်တဲ့ပွဲမှာပဲစပါကိုဂိုးသွင်းခဲ့တဲ့ကစားသမားအဲ့လိုမျိုးအသင်းဟောင်းအသင်း2သင်းနဲ့ပေါ့နော်စပါကို100ဒီတွင်းမှာ2ချိန်2ပွဲစတိုက်ကိုသွင်းတာလည်းရှိမှ2ယောက်လောက်ပဲရှိခဲ့ဆိုတော့အဲ့လိုမျိုးမှတ်တမ်းမျိုးကိုထပ်ပြီးတော့ပိုင်ဆိုင်မလားဆိုတော့ကြည့်ရမယ်ပြီးတော့နောက်ဆုံးပရီးမီးယားလိ5ပွဲမှာဆိုရင်စီမန်ညိုကသွင်းကို9ဂိုးတောင်သွင်းထားခဲ့ပြီတော်တော်လေးကိုကောင်းတဲ့ပုံစံမျိုးမြင်ရတယ်သူရဲ့ကြော်ဖြတ်မှုတွေမြန်နှုံးတွေ dribble တွေ pace and power တွေကပြိုင်ဘက်ခံစစ်ကိုဆွဲဖြဲဖို့အတွက်အသင့်ပဲဘယ်ချမ်းမှာလဲဒိုဂူရှိရပေါ့နော်ဒိုဂူကလည်းအဲ့လိုပဲဘေးလိုက်ဆွဲချက်ပြီးပြိုင်ဘက်ခံစစ်ကိုအလဲလဲကွက်ကွက်ဖြစ်အောင်လုပ်နိုင်တယ်ကွက်လက်မှာချာကီကလည်းတကယ်ကိုသူရဲ့ဒီ pitch အနေနဲ့အသင်းကိုဖန်တီးပေးမှုတွေလုပ်နိုင်တယ်ဟာလန်ကလည်းကိုပေါက်ပြန်ရှာတွေ့ပြီဆိုတော့ဒါစပါတော့အခွင့်အရေးကောင်းပဲပြီးတော့ပိုပြီးစိတ်ဝင်စားစရာကောင်းတာကပြီးခဲ့တဲ့ဂလာတာဆော်ရီနဲ့ပွဲမှာဆိုရင်သူတို့ရဲ့ကွင်းလေအထိုင်ကရိုဒီယာပွဲပဲနီကိုဂွန်ဇာလက်ကဒဏ်ရာကြောင့်2ယောက်လုံးမပါနိုင်ဘူးပြီးတော့သူတို့ခေါ်ထားတဲ့ကစားသမားတွေကလည်းဒါဒီယာဒီချန်ပီယံလိရဲ့မှတ်ပုံတင်ကိစ္စတွေမှာဒါအကျုံးမဝင်တဲ့အတွက်ကြောင့်ခန်းစစ်ကဂီဟီရောဒီတောင်ပန်ကစီမန်ညောမပါနိုင်ဘူးဆိုအဓိကစားသမားတွေနားထားတာဒီဘက်မှာသူတို့ကလုံးဝအင်ဂျင်လုံးဝအပြည့်နေပေါ့နော်သူတို့ရဲ့ပါဝါအပြည့်နဲ့ဒီဘက်ကိုပွတ်ထွက်လာမယ်ဆိုပိုတောင်တင်းတဲ့အခင်းချင်းကိုလည်းဂွာဒီယိုလာအနေနဲ့ပွဲထုတ်ဖို့အခွင့်အရေးရှိတယ်ပြီးတော့နောက်ဆုံးနှစ်ပွဲဆက်လာတဲ့ထိတက်တူးဆုံမှုတွေမှာအဝေးကွင်းတွေမှာသွားနိုင်တာတယ်မန်စီးတီးကစပါကိုအဝေးကွင်းနှစ်ပွဲဆက်နိုင်တာပြီး1980ကျော်80ကာလတွေမှာအဝေးကွင်း3ပွဲဆက်နိုင်ခဲ့တဲ့မှတ်တမ်းပြီးရင်သူတို့အချိန်ချင်းရှုံးနေပါတယ်ဆိုတော့စပါကတော့မှစပါကမှသွားနိုင်ထားတာလေဒီပွဲမှာသူတို့စပါရဲ့အားနည်းချက်ကိုဘယ်လောက်ထိထိုးနှက်နိုင်မလဲဆိုတာကြည့်ချင်တယ်အဲ့တော့ဒီပွဲနဲ့ပတ်သက်ပြီးတော့နှစ်သင်းရဲ့အားသာချက်အားနည်းချက်တွေပြီးတော့ဘယ်အချက်တွေကအဓိက key point ဖြစ်လာမလဲဆိုတဲ့အပိုင်းနဲ့ပတ်သက်ပြီးကိုချင်းကြီးကသုံးသပ်ပေးပါဦးဟုတ်ကဲ့ပါအဲ့တော့ပွဲကကျွန်တော်တို့ကိုယ်တိုင်လည်းဒွိဟဖြစ်နေတာစပါရဲ့ဒီပရီးမီးယားလိနောက်ဆုံး10ပွဲမှာတပွဲပဲနိုင်ထားတယ်3ပွဲတည်နေ4ပွဲရှုံးနောက်ဆုံး10ပွဲမှာ6မှတ်ပဲရထားတယ်ဆိုတော့စပါရဲ့ဖောင်ကိုကြောက်တော့လည်းမယုံကြည်ရဲပြန်ဘူးတစ်ဖက်မှာလည်းမန်စီးတီးနဲ့တွေ့ရင်ပထမကြော ATM မှာတော့2-0နဲ့တက်နိုင်ထားပြီးတော့မန်စီးတီးနဲ့တွေ့ထားတဲ့အိမ်ဝေးနောက်ဆုံး6နှစ်မှာဆို4ချိန်နိုင်ထားတယ်နောက်ဆုံးတွေ့ထားတဲ့ပရီးမီးယားလိ73ချိန်မှာဆို9ချိန်စပါကနိုင်ထားတယ်မန်စီးတီးက4ချိန်ပဲနိုင်တယ်ဟက်တူဟက်ဒီမှာ तू ကအများကြီးအပို့ပြီးအသာစီးယူထားနိုင်တယ်ဆိုတဲ့အချက်ကလည်း तू ရှိနေပြန်ရောကျွန်တော်တို့ကိုယ်တိုင်လည်းဒီပွဲမှာဒီထိတ်တဲ့တွေ့ဆုံမှုရမန်စီးတီးကိုစပါအမြဲဒုက္ခပေးနိုင်တယ်ဆိုတဲ့ဘက်နဲ့ခြေနေမှာစပါကိုပဲဖမ်းဆုပ်ရမလားဒါမှမဟုတ်လက်ရှိ current form ရနောက်ဆုံး9ပွဲဆက်နိုင်ပွဲပြောင်းနေနောက်ဆုံး10ပွဲမှာတပွဲလောက်ပဲနိုင်ထားတယ်ဆိုရယ်စပါရဲ့ form ရမန်စီးတီးဘက်ကိုပဲပြေးကက်ရမလားတော်တော်လေးတော့ဝိဝါဒဟိုဒွိဟာတွေဖြစ်နေရအောင်နော်ဟိုဘက်ဒီဘက်လွန်ဆွဲနေရဒါပေမဲ့နောက်ဆုံးတော့ကျွန်တော်ထင်တာကတော့ဂွာဒီယိုလာကိုပဲယုံကြည်ဖို့ပဲကောင်းမယ်ထင်ပါတယ်ဂွာဒီယိုလာဖြစ်နေတယ်ပထမကျော်ရှုံးကြွေးလည်းရှိနေတယ်ဆိုတဲ့အခြေအနေမှာစပါကွင်းမှာတော့ရက်လက်ကနောက်ဆုံး2နှစ်ဆက်နိုင်ထားတယ်အဲ့ရှိမှာ4နှစ်ဆက်ရှုံးထားတယ်ဆိုတဲ့အခြေအနေတော့ရှိတယ်စပါနဲ့တွေ့ရင်ကျွန်တော်အချင်းချင်းပြောနေသလိုပဲရက်လက်တွေကမန်စီးတီးကမကောင်းဘူးနောက်ဆုံးတွေ့ထားတဲ့ပရီးမီးယားလိ73ချိန်6နှစ်ကျော်9နှစ်လောက်အတွင်းမှာ4ပွဲပဲနိုင်ခဲ့ဘူးလေဆိုတော့မန်စီးတီးရက်လက်တွေအမြဲတမ်းရုန်းကန်ခဲ့ရတယ်ဒါပေမဲ့ဒါအတိတ်မှာပြီးခဲ့ပြီဗျာလက်ရှိကာလမှာတော့ပိုကောင်းတဲ့စူဖဲမှုပိုကောင်းတဲ့လမ်းကြောင်းတစ်ခုနဲ့ပြန်သွားနေတယ်ဟာလန်လည်းသွင်းကိုပြောက်နေရနေကိုပေါက်ပြန်ရှာတွေ့ထားပြီးယုံကြည်မှုတွေပြန်ရထားပြီးစီမန်ညိုတို့ရိုဒရီတို့ဒါအဓိကစားမတွေဖိုဒန်တို့ရိုင်းနာတို့အနားရထားတယ်ခွေဟီတို့အနားရထားတယ်ဆိုတဲ့အခြေအနေမှာဒီမန်စီးတီးကတော့စပါတက်ဆိုင်ပို့ပြီးလမ်းဆန်းနေမယ်လို့ထင်တယ်စပါဒီဂျာရဲ့ချန်ပီယံလိမှာဖရန့်ဖတ်ကိုအဝေးကွင်းသွားကစားထားတယ်ဂျာမနီမြေကနေပြန်လာတာပွဲတွေပိုပန်းထားမယ်အဓိကစားမတွေဒဏ်ပြဿနာတွေလည်းရှိနေတဲ့ဂျာမှာသူ့မှာတော့ဒီအရန်ကစားမတွေအများကြီးလည်းသုံးဖို့အခွင့်အရေးလည်းရှိမနေဘူးဆိုတော့ဒီမှာတော့ကျွန်တော်လန်ဆန်းဆန်းဖြစ်နေတဲ့မန်စီးတီးကိုပိုသဘောကျတယ်ကိုပြတ်ဖို့တော့မလွယ်ဘူးရှေ့မှာစပါရှုံးခဲ့တယ်လို့ပေါ့ဗီလာကို2-1ရှုံးခဲ့ဘူးတယ်ဆယ်စီကို1-0ကတ်ရှုံးမှုတယ်လီဗာပူး1-2ရှုံးမှုတယ်ဆိုတော့အဲ့လိုကတ်ရှုံးပြီးတော့မန်စီးတီးကို2-1လောက်1-0လောက်နဲ့မန်စီးတီးနိုင်သွားလိမ့်မယ်လို့ထင်ပါတယ်ဗျဟုတ်ကဲ့ပါမန်စီးတီးကိုယ်တိုင်လည်းအမှန်တိုင်းပြောရင်ခြေစွမ်းမရဒီယာဒီကတော်တော်လေးရုန်းကန်ခဲ့ရတဲ့ယာဒီပေါ့နော်သူကိုယ်တိုင်လည်း၄ပွဲဆက်နိုင်ပွဲပြောက်ခဲ့တဲ့ဒီဒါဘလို့မှချန်ပီယံအသင်းတစ်သင်းရဲ့လက္ခဏာမဟုတ်တဲ့အခြေအနေတွေဆိုးခဲ့တယ်အာဆင်နယ်လိုက်ပြီးတော့ဒါအခုလိုမဖြစ်ခဲ့ရင်ပေါ့နော်တော်တော်လေးလည်းအားနေတယ်ပြီးတော့ဝူဟန်တန်နဲ့ပွဲမှာတောင်သူကကန်ချက်17ချိန်လောက်ပြန်မဲ့ကန်ချက်ကိုရင်ဆိုင်ခဲ့ရပြီးဒီယာဒီမှာပြိုင်ဘက်တွေကသူ့ထက်ပိုပြီးကန်ချက်များအောင်စွမ်းဆောင်နိုင်ခဲ့တာ9
9ပွဲရှိလို့တည်ရတယ်အဲ့ဒါလည်းပက်ကွာရီလာဒီတင်းကိုရောက်လာပြီးနောက်ပိုင်းမှာ100လီတွင်းမှာသူတို့ရဲ့ဒီပြိုင်ဘက်ရဲ့ PR ပေးမှုတွေကိုပိုရင်ဆိုင်ရတဲ့အခြေအနေတွေအတွက်ကအများဆုံးလည်းလို့လည်းသိရတယ်ဒါတွေကကောင်းတဲ့လက္ခဏာမဟုတ်ဘူးသူတို့ရဲ့တိုက်စစ်ကအရန်ကောင်းပါတယ်ဆိုတာတော့မှဒီလိုအခြေအနေမျိုးတွေနဲ့ပြန်ရင်ဆိုင်နေရဆိုအခုကတော့အစင်လာလေးကိုဒီဘက်မှာထပ်ပြီးတော့စောင့်ကြည့်နေတယ်စပါဘာတွေထပ်ပြီးတော့ Man City ကိုဒုက္ခပေးဦးမလဲဆိုတာကြည့်နေတယ်ပြီးတော့ Man City ကဒီပွဲပြီးရင်နောက်ထပ်ပွဲချက်2ပွဲလဲစတိုက်ကစားရမယ်ဒီပွဲစပါနဲ့ကစားမယ်ပြီးရင်ဂျားထဲမှာ လီဖလားစီမံဒုတိယကြော့နယူကာဆယ်နဲ့ကစားရမယ်အဲ့ပွဲကတော့တိတ်ပြဿနာမရှိဘူးပထမကြော့မှာဂိုးပြတ်နိုင်ထားတဲ့အတွက် AC ပဲနောက်တော့မှလီဗာပူးနဲ့ထပ်ကစားမယ်ဒီနှစ်ပွဲကသူ့အတွက် crucial game ပဲဒီနှစ်ပွဲမှာလာအောင်မြင်ကြော်ဖြတ်နိုင်ခဲ့မယ်ဆိုရင်တော့ PR ဝင်နေတဲ့ Arsenal ကိုထပ် PR ပေးပြီးတော့ Champions ဆုအတွက်သူကဟိုအရင်လိုပဲပေါ့နော်နောက်ဆုံးချိန်ထိအသက်ဝင်လာမယ်ဒီနှစ်ပွဲမှာလာခြေကျော်လက်ကျော်ဖြစ်ခဲ့မယ်ဆိုရင်တစ်ဖက်က Arsenal ရဲ့ရလက်ကိုသူကစောင့်ကြည့်ရမယ်ဆိုတော့ဒီပွဲမှာတော့ကိုကတော့အစင်လာတိုင်းပဲ Spa အိမ်ကွင်းမှာ Man City ကိုထပ်ပြီးတော့ဒုက္ခပေးလို့မယ်ထင်တယ်တေလောက်နဲ့ဒါပွဲကအကျိတ်နဲ့ဂိုးတွေလည်းမြင်ရမယ်အပြန်လန်သွင်းခွေနဲ့1-1-2-2ဆိုတဲ့ရလက်မျိုးနော်တေရောက်နဲ့ပြီးသွားမယ်လို့ထင်ပါတယ်အဲ့တော့ဒီပွဲနဲ့ပတ်သက်ပြီးတော့အခုလိုပြည့်ပြည့်စုံစုံပြောပေးခဲ့တဲ့ကိုချင်းကြီးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်တင်ပါတယ်ဟုတ်ကဲ့ပါအခုကျွန်တော်တို့သုံးသပ်ပေးခဲ့တာကတော့ဒီတစ်ပတ်ရဲ့ပွဲကြီးတစ်ပွဲဖြစ်တဲ့ Spa နဲ့ Man City ပွဲစဉ်ကိုကျွန်တော်တို့ညီကိုတွေကသုံးသပ်ပေးခဲ့တာဖြစ်ပါတယ်အခုလိုကျွန်တော်တို့ရဲ့အစီအစဉ်လေးကိုအချိန်ပေးစောင့်ကြည့်ခဲ့ကြတဲ့ပြည်သက်တယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်နောက်အစီအစဉ်တွေမှာပြန်ပြီးတော့ဆုံကြပါတယ်ခင်ဗျာ